Hello အားလုံးမင်္ဂလာပါဒီမှာကျွန်တော်ကြိုဆိုလိုက်ပါတယ်အခုပေါ့နော်ကျမတို့ပန်းချံရောက်နေရမှာနော်ပန်းချံဖွင့်လာမစားသေးဘူးပေါ့နော်ဒီမှာဆိုရင်ပေါ့နော်လူတွေလည်းအများကြီးပဲရှိတယ်နော်အမှဒီထိုင်းမရဟိုင်ပေါ့နော်ကျွန်တော်ဆက်ဆက်ကလေးနေနဲ့ရှိနော်မှဒီအဲ့နောက်ပန်းချံကလေးပန်းအောင်လေးနဲ့ဆိုရမှာနော်ကျမလည်းတကယ်ဝင်ထိုင်ခဲ့ပါတယ်ဆိုလေအဲ့ဟာလေးတွေလောက်နေရအောင်ချစ်စရာကောင်းတယ်ပေါ့နော်ဒီပေါ်ရတဲ့သူတွေရှိရဲ့ဒီမှာရေပေါ့နော်ကျမတို့ဟိုဝိုင်းလေးအရက်ဘလူးရမ်းဒီဝိုင်းနဲ့ဟာရဟက်လာဒီအားကြီးပေါ့နော်အားစီးခဲ့ပါတယ်မခေါ်တယ်ပေါ့နော်ကျမငယ်ချင်းကပေါ့နော်ကျမပေါ့နော်ဘာပြမဝယ်ပြီးတော့စီးခိုင်းတာလက်ကစီးတာပေါ့နော်ကျမငယ်ချင်းကစီးဖို့တော့ပေးပါရဲ့ဝယ်ပေးရပေါ့နော်လက်ကပါစီးတွေပောက်တယ်တော့မသိကျမကတော့ဝင်လိုက်တဲ့အဲ့ထဲပေါ့နော်ပြီးသွားရင်တော့ကျမငယ်ချင်းကအနောက်ကလိုက်မလာတော့ကဲကျမရောက်သွားကျမငယ်ချင်းလာတယ်အဲ့လက်မနဲ့မှဝင်လို့ရပါတော့လက်မပိုင်းဝင်လုံးဝဝင်လို့မရဘူးပေါ့နော်အဲ့ဆိုကျမစီးမဲ့ဟာကျမစောက်ရအောင်နော်ဘာလေးစီးကောင်းမလဲကျမစဉ်းစားတယ်အဝါလေးစီးကောင်းမလားအဲ့အပြာလေးစီးရောကောင်းမလားပေါ့နော်ဒါစောက်နဲ့စိတ်ကမရှိတော့မတငယ်ရဟိုချက်တီရှောင်းနေကျမပန်းအောင်လေးစီးရင်ကောင်းမယ်စီးလိုက်ပါလေကျမပန်းအောင်လေးစီးမှာပေါ့နော်